ကလေးကဆော့ဆော့စကားပြောတဲ့မှာတော်ရလားမဟုတ်ပါဘူးကိုယ့်ရဲ့ကလေးကစကားသိမပြောသေးဘူးသူနဲ့အရွယ်တူလေးတွေကစကားကိုတေချာလေးပြောနေလို့စိတ်ညစ်နေတဲ့မမေလို့ရှိလားတကယ်တော့ကလေးတယောက်နဲ့တယောက်နဲ့ဖွံ့ဖြိုးမှုလုံးကလုံးဝမတူပါဘူးတကယ်ပဲကလေးတွေကသူတို့ရဲ့ကိုယ်ပိုင်အချိန်စရာနဲ့သူတို့ကကြည်ပြင်းကြတာပါမိဘများသိရမယ့်အချက်လေးတွေကတော့ကလေးတွေရဲ့ပင်ကိုယ်စရိုက်နံပါတ်2ကတော့ကလေးတွေရဲ့သင်ယူမှုပုံစံနံပါတ်3ကတော့ကလေးရဲ့အုံနောက်ရဲ့ဖွံ့ဖြိုးမှုပုံစံကိုသိနေဖို့လိုအပ်ပါတယ်တချို့ကလေးတွေကြတော့စကားအများကြီးပြောတာတဲ့သူတို့ကစကားအများကြီးမပြောဘဲနဲ့လက်တွေလောက်တာမြင်မြင်ဆန်ဆန်လောက်တာတွေကိုသိထားမိပါလိမ့်မယ်လမ်းတွေခေါင်းခေါင်းလေးရှောက်တက်နေတာထိုင်နိုင်တာဒါလေးတွေကိုလည်းတွေ့ရပါလိမ့်မယ်ဒါပေမဲ့တချို့ကလေးတွေကြတော့စကားတော့အများကြီးပြောတယ်ဒါပေမဲ့ကောင်းကောင်းလေးကိုဟန်မူဟန်မလှရှားနိုင်တဲ့ကလေးတွေလည်းအများကြီးတွေ့ရပါလိမ့်မယ်အဲ့ဒီအတွက်ကိုယ့်ရဲ့ကလေးရဲ့ state ကိုကနားလည်နေဖို့လိုအပ်ပါတယ်မိဘများကိုအကြံပြုပေးခြင်းတဲ့အရာကတော့ကလေးကိုဘယ်သူနဲ့မှမနိုင်ရှင်ပါတယ်ကလေးစကားကောင်းကောင်းလေးပြောလာဖို့မများဆဆပြောလာဖို့ကိုကျမတို့ကအတင်းပဲပြောခိုင်းတာမျိုးမလုပ်ဘဲနဲ့ကလေးနဲ့အတူပုံမြင်လေးတွေဖတ်တာသူတို့တွေကိုပုံမြင်လေးပြပြပေးတာအတူတူစကားပြောပေးတာအတူတူအချိန်မများပေးတဲ့အခါမှာကလေးတွေကသူ့အလိုလိုစကားအများကြီးပြောလာပါလိမ့်မယ်ကိုယ့်ရဲ့အိမ်မှာစကားပြောတဲ့သူသိမရှိဘဲနဲ့ဒီလိုမျိုးကလေးကိုထားတယ်နည်းနည်းအဖိုးအဖွားတွေနဲ့ထားတဲ့ကလေးတွေမှာစကားပြောနောက်ကြတာလေသိမပြောတာတွေကိုတတိထားမိပါလိမ့်မယ်အဲ့ဒီအတွက်မမေတို့ကိုအားပေးခြင်းတဲ့အရာကတော့ကိုယ်ကလေးစကားမပြောလို့စိတ်ညစ်ပြီးတော့မှအတင်းအချိုးစားတာမျိုးမလုပ်ဘဲနဲ့ကလေးကိုအပြည့်သဘောဆောင်တဲ့နီးလန်းလေးနဲ့အားပေးသွားမယ်ဆိုရင်ကလေးကအချိန်အတော်အတွင်းမှာတိတိတသားလေးစကားပြောဆိုမှုလေးတွေကိုလည်းကောင်းလာမှာဆိုတော့ကိုလည်းမျှဝေပေးချင်ပါတယ်ကလေးတိုင်းမှာသူ့ချိန်နဲ့သူရှိပါတယ်အဲ့ဒီအတွက်ကျမတို့မမေတွေကကလေးကိုစိတ်ရှည်လက်ရှည်နဲ့ဆောင်ဆိုင်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်ကလေးကိုစောင့်ကြည့်ပြီးတော့မှဗာလေးတွေပတ်မိုးပေးတဲ့နယ်ဆိုတာကိုလုပ်မယ်ဆိုရင်ကလေးကစကားပြောတဲ့အရာတွေခက်သက်သက်လေးပြောတော့နိုင်မှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်